ဘုရားဘာသာဝင်သူတော်စင်တွေကောင်းတာကိုတော့စေတနာထက်ထက်တန်တန်လုပ်ကြပြီမဲ့လို့လုံရင်းကနေပြီးတော့စေတနာတွေစိတ်ဓာတ်တွေယိုယွင်းလာပြီးတော့အခွင့်အရေးဘက်ကိုရောက်သွားလို့ရှိရင်ကုသိုလ်ကနေအကုသိုလ်ဘက်ကိုရောက်သွားတတ်တယ်ဒါအမတန်တတိထားเสียကောင်းတယ်ပေါ့အဲ့ဒါမျိုးမဖြစ်အောင်တတိထားဖို့အမတန်မှအရေးကြီးတယ်ဒါကြောင့်မို့လို့ဘုံစွမ်းလောင်းလူစိတ်ထားဖြူဖို့လိုတယ်စိတ်ထားဖြူရမယ်စိတ်ထားဖြူမယ်ဆိုရင်အလုံးကိုကုသိုလ်ရတယ်အေးလွယ်လွယ်မှားလုပ်ပြီဆိုလို့ရှိရင်တော့ကုသိုလ်တပည့်ငရဲတပိတ်တာဆိုတာမျိုးဖြစ်လာနိုင်တယ်ပေါ့ဒါတတိထားရမယ့်အချက်တွေကိုပြောပြအဲ့ဒါတွေကိုတတိမထားပဲနဲ့ကုသိုလ်လို့ထင်ပြီးတော့လုပ်နေမယ်ဆိုလို့ရှိရင်တော့ကုသိုလ်ကနေပြီးအကုသိုလ်တွေဖြစ်တယ်ဆိုတာဥပနိဒေယတတ္တိတဲ့မယ်နော်ကုသလောဓမ္မောအကုသလတ္တဓမ္မတဥပနိဒေယပစ္စေနပစ္စယောကုသိုလ်လုပ်ရင်းကနေလည်းအကုသိုလ်ဖြစ်တာအကုသိုလ်လုပ်ရင်းကလည်းကုသိုလ်ဖြစ်တာအကြောင်းဆိုတာတခုကိုအကြောင်းပြုပြီးလုပ်တဲ့အလုပ်ကတော့ကုသိုလ်အလုပ်ပဲဒါပေမဲ့လို့မလုပ်တတ်လို့ရှိရင်အကုသိုလ်ပဲရောက်လာပြောင်းလဲမှုတွေဖြစ်ပေါ်လာဒါကြောင့်ပြောင်းတယ်ဆိုတာဘယ်ကနေပြောင်းလာတော့ဆိုစိတ်ဓာတ်ကနေပြောင်းဒါကြောင့်မို့စိတ်ထားဖြူစင်မှုလိုအပ်တယ်ဘုံစွမ်းလောင်းလို့စိတ်ထားဖြူမှအင်တမအရေးကြီးတဲ့ကိစ္စမြန်မာနိုင်ငံမှာကုသိုလ်ကောင်းမှုလုပ်နေကြတဲ့ပုဂ္ဂိုလ်တွေဟာဒါကိုအလွန်တတိထားရမယ့်ကိစ္စတွေဖရာဂောပကတွေအင်တမတတိထားရမယ့်ကိစ္စတွေဖရာတရားတန်ခါနဲ့ပတ်သက်လာတဲ့အလုပ်တွေကိုလုပ်ပြီးဆိုလို့ရှိရင်အတိမ်အဆောင်မခံကိုယ်စိတ်ဓာတ်အလွန်တန်ရှင်းစင်ကြယ်တဲ့စိတ်ဓာတ်နဲ့လုပ်ဖို့လိုအပ်တယ်အဲ့ဒီလိုမှစိတ်ဓာတ်မခံဘူးဆိုရင်မလုပ်ဖဲနေတာကကုသိုလ်ပိုရနိုင်တယ်အပြစ်ကင်းတယ်ပေါ့မလုပ်ဖဲနေရင်အပြစ်ကင်းလုပ်ပြီးဆိုလို့ရှိရင်လည်းအပြစ်မဖြစ်အောင်လုပ်တတ်ဖို့ဒါတွေကမသိလို့လုပ်မိတဲ့ပုဂ္ဂိုလ်တွေသိအောင်လို့ပြောပြလုပ်မိတယ်ဆိုရင်မြန်မာနိုင်ငံမှာဘာတွေဖြစ်တုံးဆိုကိုသိတဲ့လောက်ပြောရမယ်အကုန်လုံးသိတာတော့မဟုတ်ဘူးတချို့တရားပွဲကျင်းပတဲ့အဖွဲ့တွေရှိတယ်အဲ့ဒီတရားပွဲကျင်းပတဲ့အဖွဲ့တွေဟာတရားပွဲအတွက်ဓမ္မပူဇာဆိုပြီးတော့အလှခံထားပြီးအဲ့ဒီဓမ္မပူဇာတွေထဲကနေဘာလုပ်လဲဆိုတန်ချက်ဆက်ဖို့တို့တယ်လီဗီရှင်းရိုက်တဲ့ဖို့တို့နောက်ဆုံးမှာပြင်ဆင်စရိတ်တွေတို့ဘာတို့အဲ့ဒီထဲကနေပြီးတော့သုံးတယ်ဆိုတာကြားသိရတယ်ကိုယ်တိုင်လည်းတစ်ခါတွေးလိုက်တယ်အဲ့ဒါမျိုးတွေဟာမလုပ်ထိုက်တဲ့ကိစ္စတခုလှူတဲ့လူကဓမ္မပူဇာလို့လှူသွားလို့ရှိရင်ဓမ္မဝယ်ပူဇော်ရမှာဖြစ်တယ်ပေါ့ခေါဏကမန္တဖို့တို့အတန်ချက်ဆက်ဖို့တို့မိဖို့တို့ဘာညာကြံတဲ့ကုန်ကြစရိတ်တွေကတိတတ်မယ်ရှာဖွေတဲ့အလူရှင်ရှာရမယ်တိတတ်ဓမ္မပူဇာဆိုတဲ့ထဲကနေမသုံးသင့်ဘူးဘာဖြစ်လို့တော့ဆိုအများလှူတာကဓမ္မပူဇာလို့လှူထားတာကိုကပူဇာရဲမထည့်ပဲနဲ့တခြားဟာတွေသုံးတယ်ဆိုရင်တလွဲအသုံးချတယ်လို့ခေါ်တယ်။ရဟန်းတော်တွေဆိုလို့ရှိရင်ဒီလိုအပြောင်းလဲလှုပ်တာမျိုးကိုလုံးဝမလုပ်ရဘူး။ဘုန်းကြီးတွေဆိုရင်အဘတ်တင်ဆိုပါစို့ရွှေဒဂုံဘုရားကိုလှူဖို့ဆိုတဲ့ရည်ရွယ်ထားတဲ့ပစ္စည်းတစ်ခုကိုသုလိဘုရားပြောင်းပြီးတော့လှူခိုင်းလို့မရဘူးကုသိုလ်ရှင်ကရွှေဒဂုံဘုရားကိုစိတ်ညွတ်ထားလို့ရှင်အဲ့ဒီစိတ်ညွတ်ပြီးသားဘုရားချင်းတောင်မှပဲရွှေဒဂုံဘုရားကိုပဲလှူရမယ်အဲ့ဒါကိုရွှေဒဂုံဘုရားကချမ်းသာပါတယ်သုလိဘုရားကိုလှူပါလို့သွားပြောရင်ရဟန်းနေမှာအဘသင့်မလို့အောင်ဘုရားမျိုးอ่ะအဲ့တော့အဲ့ဒီမှာတောင်မှပဲရဟန်းတွေမှာတောင်အပြစ်ရှိတယ်ဆိုတော့လူတွေမှာရည်ရွယ်ချက်တစ်ခုနဲ့လှူဒန်းထားတဲ့ပစ္စည်းတစ်ခုကိုအလွဲသုံးစားသွားလုပ်မယ်ဆိုလို့ရှိရင်ဒီအပြစ်ကကိုယ့်ပုံမှာကြာရောက်လာမှာသိကြတယ်ပေါ့ဒါကြောင့်မို့ဒါတွေဟာဘာသာတရားလောက်ကင်ဆောင်ရတဲ့အခါမှာစိတ်ဓာတ်တွေဖြူစင်မှုအမြဲတမ်းအရေးကြီးတယ်တန်တန်ပြန့်ပြန့်လုပ်ဖို့လိုအပ်တယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့မတန်ရှင်းတဲ့စိတ်ဓာတ်တွေနဲ့လောက်တာဘာသာရေးကိစ္စလုပ်တယ်လို့ဆိုပြီးလုပ်နေဘာသာရေးတွေကနေပြီးတော့
အလွဲသုံးစားတွေလုပ်မယ်ဆိုလို့ရှိရင်တော့အကုသိုလ်တွေဖြစ်အောင်ပါပဲကုသိုလ်တွေပဲငရဲတပိတ်တာဆိုတာအဲ့ဒါမျိုးကိုဆိုလိုတာအဲ့ဒါကြောင့်မို့လို့ကုသိုလ်ဆိုရင်ကုသိုလ်တန်တန်ပြန့်ပြန့်ရအောင်ကြိုးစားအားထုတ်သင့်တယ်အဲ့ဒါကိုဆိုလိုတယ်ဆွန်လောင်းပြီဆိုလို့ရှိရင်လည်းဒါသိအရေးကြီးတယ်ပေါ့တန်ခါးတွေဆွန်လောင်းဖို့လို့အလူခံတယ်အလူခံထားတဲ့ငွေကြေးဟာတပြားတစ်ချက်မှတစ်ပြည့်နေရာမှာမသုံးနိုင်ဘူးသုံးပြီဆိုလို့ရှိရင်အကုသိုလ်ဖြစ်မှသိချတယ်ပေါ့ဒါကြောင့်မို့တချို့ကတော့လေဒါမျိုးကိုရှောင်တယ်ပေါ့တချို့ကြတော့လေရိုးလာတဲ့အခါမှာမရှောင်မဲနဲ့လှုပ်တတ်မိတယ်ပေါ့အဲ့ဒါလို့မလှုပ်ပြီးဖို့အမှန်တမ်းအရေးကြီးတယ်ကိုလှုပ်တဲ့အလုပ်ကကုသိုလ်ရခြင်းလို့လှုပ်တာကုသိုလ်ရမယ်အလုပ်ကိုကုသိုလ်ရအောင်လုပ်နိုင်မှပို့ပြီးတော့အကျိုးရှိမှဖြစ်တယ်ကုသိုလ်လုပ်ပြီးအကုသိုလ်တွေဖြစ်နေမယ်ဆိုရင်ကိုယ့်အတွက်ဟာနစ်နာဆုံးရှုံးခြင်းတစ်ခုပဲဒါကြောင့်မို့စိတ်ထားဖြူစင်ရမယ်ရိုးသားရမယ်ဖြောင့်မတ်ရမယ်ဆိုတာအမှန်တမ်းအရေးကြီးတဲ့ဘာသာရေးလုပ်ငန်းတွေဒါဖြစ်တယ်ပေါ့ကုသိုလ်တန်တန်ပြန်ပြန်ရအောင်ကြိုးစားဖို့ဒီအသိဉာဏ်တွေရှိပြီးတော့လုပ်ဖို့အမှန်တမ်းအရေးကြီးတယ်ပေါ့အခုလိုတန်ခါးတွေကိုရည်စူးပြီးတော့ဆောင်းလောင်းတယ်ဆိုတဲ့လုပ်ငန်းဟာအလွန်မွန်မြတ်တဲ့အလုပ်ပဲမြတ်စွာဘုရားကိုယ်တိုင်ကလည်းတန်ခါးဒါနဟာအလွန်အကျိုးကြီးတယ်လို့ဒီလိုဟောတယ်ဘုရားသခင်ကိုယ်တော်မြတ်ကယဟန်တန်ခါးတွေကိုပိဏိယလောဘဘောဇနနိတ္တယပပိစ္ဆာတထတိယာဝစီဝံဥဒ္ဒဟောကရဏီယောသာသနာပေါင်းဝင်လာပြီဆိုလို့ရှိရင်ဆွမ်းခံလို့ရတဲ့ဆွမ်းပေါ်မှာအမိပြုပြီးတော့တရားဓမ္မကျင့်ကြံကြုတ်ကိုအထောက်ရမယ်လို့ဆိုတာခဏိထိအောင်ပဲဒီအဆုံးအမကိုပေးနေတော့မှဖြစ်တယ်ပေါ့မြတ်စွာဘုရားကိုယ်တိုင်ကလည်းပထမဆုံးအကြိမ်ကပိလုနေပြည်တော်ကိုကြွရောက်တဲ့အခါမှာဆွေတွေမျိုးတွေဘလောက်ပဲများဘု து အိမ်မှာမကြွပဲနဲ့မြို့ထဲမှာဆွမ်းခံထွက်ခဲ့တယ်ဆိုတာဘုဒ္ဓဝင်ဖတ်ဖူးသူတိုင်းသိတယ်ပေါ့အဲ့ဒါကြောင့်မို့ဆွမ်းခံကြွလာတဲ့ပုဂ္ဂိုလ်ဆွမ်းလောင်းရတယ်ဆိုတဲ့ကုသိုလ်အမှန်တမ်းကြီးမားတဲ့ကုသိုလ်ဖြစ်တယ်ရှင်နုရုဒ္ဓမထေရမြတ်ဆွမ်းခံကြွလာတာကိုဆွမ်းလေးတစ်စွန်းလောင်းလိုက်ရတဲ့အိန္ဒကနတ်သားဟာအဘိဓမ္မာဒေသနာတော်အဘိဓမ္မာတရားပွဲကြီးမှာမေတော်မိနတ်သားအနီးမှာထိုင်ပြီးတော့မြတ်စွာဘုရားနဲ့အနိကဆုံးနေရာမှာထိုင်ပြီးတော့တရားနာနိုင်လောက်အောင်ဘုန်းတကိုးတွေကြီးမားတယ်ပေါ့ထမေချောင်းစည်းအောင်သာသနာ့ဘမှာလှူခဲ့တဲ့အင်္ဂုရနတ်သားကြတော့ဘုရားနာမှာအရင်ရောက်နေလင်းကစားဘုန်းတကိုးကသေးငယ်သည့်အတွက်ကြောင့်သူ့တဲ့ဘုန်းတကိုးကြီးတဲ့နတ်တွေလာတဲ့အခါဆုတ်ပေးလိုက်ရတာ12ယူဇနာလောက်ဘုရားနဲ့ဝေးကွာသွားတဲ့နေရာရောက်သွားဒါကြောင့်မို့ဆွမ်းလောင်းလူရတဲ့ကုသိုလ်စေတနာရဲ့စွမ်းအားဟာအရှိန်ဝါအမှန်တမ်းကြီးတယ်လို့ဆိုတာဝမ်းသာစရာမှတ်သားထားပြီးတော့တို့တွေဟာအမောမြတ်ဆုံးကုသိုလ်လုပ်ငန်းကြီးကိုလုပ်နေသည့်အတွက်ကြောင့်မော်မြတ်တဲ့စိတ်ဓာတ်နဲ့တို့တွေလုပ်ရမှာဖြစ်တယ်ဆိုတာစိတ်ထဲနှလုံးထဲမှာမှတ်သားထားဖို့လိုအပ်တယ်မှတ်သားထားပြီးတဲ့အခါမော်မြတ်တန်ရှင်းတဲ့စိတ်ဓာတ်နဲ့ပဲဒီကုသိုလ်ကောင်းမှုတွေကိုရအောင်ယူသင့်တယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့စွမ်းစံတော့ချက်ချေရောဆိုတာလို့မကောင်းတဲ့စိတ်ဓာတ်တွေဝင်တလွဲအသုံးပြုမယ်ဆိုလို့ရှိရင်အကုသိုလ်ဖြစ်ဖို့အလွန်တဲ့အလွန်နီးတဲ့ကိစ္စလည်းဖြစ်တယ်ပေါ့အကုသိုလ်ဘက်ကိုတိမ်းဆောင်းသွားမယ်ဆိုလို့ရှိရင်ကိုကျိုးနေတယ်ကုသိုလ်ရဲ့လို့ကိုကလှုပ်တာရလိုက်တော့အကုသိုလ်တွေရနေတယ်ဆိုရင်အမတန်မှကိုကျိုးနေတာပေါ့ဒါကြောင့်မို့ဒါတွေဟာအမတန်မှသတိထားရမယ့်အချက်တွေနောက်တစ်ခါအများမှာအလူခံပြီးတော့ဒါနကောင်းမှုလုပ်ပြီးဆိုတဲ့အခါမှာစိတ်ရှည်တီးခံဆိုတာအမှန်တမ်းအရေးကြီးတယ်အများနဲ့လုပ်တဲ့အခါမှာစိတ်ရှည်မှုတီးခံမှုအမျှော်မြင်ဉာဏ်ရှိမှုဆိုတာအရေးကြီးတယ်ရှေးခေတ်ကလည်းဘုရားလက်ထက်တော်အခါကာလတုန်းကသံဃာတော်တွေမြတ်စွာဘုရားသခင်ကိုရောမြတ်ကဒီပိဋကတ်တစ်ခုမှတရားဟောလိုက်တာလူကို၄မျိုး၄စားခွဲခြားပြီးတော့ဟောလောကမှာတဲ့ဒါနကောင်းမှုနဲ့ပတ်သက်ပြီးကိုယ်တိုင်သာလှူဒန်းပြီးသူများမတိုက်တွန်းတဲ့ပုဂ္ဂိုလ်
ကိုယ်တိုင်တော့လူတန်းနဲ့သူတစ်ပါးကိုမတိုက်တွန်းဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာကိုယ်တိုင်လူတန်းသည့်အတွက်ကြောင့်ဖြစ်လျက်ဘဝမှာချမ်းသာဒုက္ခပစ္စည်းဥစ္စာကြွယ်ဝတော်လဲပဲသူများကိုမတိုက်တွန်းခဲ့တဲ့ကုသိုလ်တိုက်တွန်းခဲ့တဲ့ကုသိုလ်မရှိသည့်အတွက်ကြောင့်သူဟာအချမ်းရနေပါတယ်ဒီအကျိုးကမပြည့်စုံတဲ့အကျိုးပေါ့ကိုယ်တိုင်လှူခြင်းဒါနကောင်းမှုကြောင့်ဖြစ်လျက်ဘဝမှာစီးစိမ်ဥစ္စာတော့ရှိပါရဲ့သို့မဟုတ်အချမ်းရမရှိဘူးတဲ့အေးကိုယ်တိုင်တော့မလှူဘူးသူများကိုတိုက်တွန်းတယ်ကိုယ်တိုင်တော့မလှူဘူးဆိုတဲ့ပုဂ္ဂိုလ်တွေဟာကိုယ်တိုင်မလှူသည့်အတွက်ကြောင့်ဖြစ်လျက်ဘဝမှာချမ်းသာဒုက္ခပစ္စည်းဥစ္စာဓနကျွယ်ဝတာတော့မရှိဘူးသို့သောသူများကိုလှူဖို့တိုက်တွန်းနှိုးဆော်ခဲ့သည့်အတွက်ကြောင့်ဖြစ်လျက်ဘဝမှာအချမ်းရံနေတော့များတယ်မိသားစုများတယ်ဒီလိုဆိုကိုယ်လည်းမလှူဘူးသူများလည်းမတိုက်တွန်းဘူးဆိုတဲ့ပုဂ္ဂိုလ်ကြတော့ချမ်းရံလည်းမရှိဘူးစီစဉ်ဥစ္စာလည်းမပြည့်စုံဘူးဆိုတဲ့ဘဝမျိုးရောက်တယ်ကိုယ်တိုင်လည်းလှူတယ်သူများကိုလည်းတိုက်တွန်းတယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးကြတော့ပစ္စည်းဥစ္စာလည်းချမ်းသာတယ်အချမ်းရံနေလည်းများတယ်ဆိုတဲ့အကောင်းဆုံးအကျိုးပေးမှုပြည့်စုံတဲ့အကျိုးကိုရတယ်လို့တခါတော့မှမြတ်စွာဘုရားဟောတဲ့တရားကိုကြားနာလိုက်ရတဲ့ပုဂ္ဂိုလ်တူကဒီတရားကိုမှတ်သားထားပြီးတော့အကောင်းဆုံးပုဂ္ဂိုလ်ဖြစ်အောင်သူကြိုးစားမယ်ဆိုပြီးမြို့ရဲရွာထဲမှာလိုက်ပြီးတော့လှူခံတယ်တိုက်တွန်းတယ်သူကိုယ်တိုင်လည်းကုသိုလ်အတွက်ထဲ့ဝင်တယ်သူကိုယ်တိုင်လည်းလှူတယ်အများကိုလည်းတိုက်တွန်းတယ်ဆိုတဲ့ဘုံစွမ်းလောင်းတဲ့လုပ်ငန်းမျိုးကိုသူဟာကြိုးစားအထောက်ခဲ့အဲ့ဒါလို့ကြိုးစားအထောက်တဲ့အခါမှာကိုကလိုက်လံပြီးတော့အလှူခံတဲ့အခါမှာအလှူခံပုဂ္ဂိုလ်ဆိုတာသိခံမှုရှိရတချို့ပုဂ္ဂိုလ်တွေကအလှူခံတာကိုမကြိုက်လို့တချို့အိမ်တွေမှာအလှူခံခြင်းသိခံမှလို့တောင်ရေးထားတာရှိတယ်တချို့အိမ်တွေကြတော့ခွေးကြိုက်တတ်သည်လို့ရေးထားတယ်အလှူခံလာမှဆုံးလို့အဲ့ဒါလို့လူဆိုတာအမျိုးမျိုးရှိတယ်အဲ့ဒီမဲ့ဒီပုဂ္ဂိုလ်ကသွားပြီးတော့အလှူခံတဲ့အခါကျတော့လူတယောက်ကကိုယ့်ဘက်ကိုလှူနိုင်ရင်ကိုယ့်ဘက်ကိုလှူမယ်လှူကြပါတန်းကြပါနဲ့သူများကိုပြောတာမကြိုက်တဲ့ပုဂ္ဂိုလ်ကရွဲ့ပြီးတော့စီလေးကတစ်စက်ပဲလေးကတစ်စီးနှစ်စီးဆန်လေးကတစ်စီးနှစ်စီးနှမ်းလေးကတစ်စီးနှစ်စီးဆိုတာလက်ချောင်းလေး၃ချောင်းနဲ့ယူပြီးတော့တမင်ရွဲ့ပြီးတော့ထဲ့တာမျိုးတောင်ကြုံခဲ့ရဘူးတဲ့အဲ့ဒါမျိုးကိုသိခံနိုင်စွမ်းရှိရမယ်လို့ဒီလိုဆိုလိုတယ်သိခံနိုင်စွမ်းရှိရမယ်စိတ်ဓာတ်ဟာမပြတ်ပြားပဲဘယ်သူပဲလှူသမျှအားလုံးဟာတူမြသောစေတနာနဲ့လှူတယ်လို့စိတ်ထဲမှာထားပြီးတော့နော်နည်းနည်းထည့်လို့ရှင်မကြေမနပ်လောက်တာမျိုးမလုပ်သင့်ဘူးပေါ့များလှူတဲ့ပုဂ္ဂိုလ်ဒီမျက်နှာလူမျက်နှာရလောက်တာမျိုးလည်းမလုပ်အောင်နည်းနည်းလှူလို့ဒီမဲ့တာရွဲ့တာလည်းမလုပ်အောင်ဘယ်ပုဂ္ဂိုလ်မျိုးပဲသူ့အတိုင်းတာနဲ့သူ့အတူလှူတာဖြစ်ဓာန်လူညီမြစိတ်ထဲမှာဝမ်းသာကြည်နူးတဲ့စိတ်ထားအေးသူတတ်နိုင်တယ်လို့လှူတာပဲဆိုတဲ့စိတ်ထက်မျိုးမွေးမြူနိုင်မှသူများကိုလိုက်ပြီးတော့လှူခံတာအမတန်မှဒီအလုပ်ကိုလုပ်တဲ့နဲ့တဲ့အဲ့ဒါလို့မဟုတ်ဘူးဆိုရင်ကိုလုပ်တဲ့အလုပ်ကကုသိုလ်စိတ်ဓာတ်ကတူညီစွာမထားနိုင်ဘူးဆိုရင်အကုသိုလ်စိတ်ဓာတ်တွေဖြစ်ပေါ်လာတယ်ဒါကြောင့်မို့လို့ဒါလည်းအလွန်တတိထားရမယ့်ကိစ္စတစ်ခုပဲလွန်တတိထားရမယ်ဒါနကောင်းမှုလုပ်တယ်ဆိုတာယဟန်တန်ဃာတွေဆွမ်းခံကြွလာလို့လောင်းနဲ့လှူတယ်ဆိုတဲ့ဒီအလှူဟာစိတ်ထဲမှာဘယ်လောက်ထိအောင်ထားရမလဲလို့ဆိုလို့ရှိရင်အိမ်တိုင်းမှာရှိကြတဲ့ကုသိုလ်ရှင်တွေတော့မဟုတ်အများကိုနှိုးဆော်ပြီးတော့ဝေယဝိဆယူပြီးတော့ဘုံစွမ်းလောင်းတဲ့အသင်းတွေတန်ဃာတွေကြွလာတာမြင်လို့ရှိရင်စိတ်ထဲကဖျားလက်ထက်ကယဟန္တာတွေရဲ့အနွယ်အဆက်ပဲလို့ဘယ်เจ้าကဘယ်ကိုယ်တော်ဆိုတာတွေးမနေနဲ့ဖျားလက်ထက်ကဖျားရဲ့တပည့်တာဝကတွေအစဉ်ဆက်ပဲဖျားလက်ထက်ကဒီလိုနေမှာပဲလို့ဒီတန်ဃာတွေကိုစိတ်ထဲမှာအာယုံထားပြီးတော့အဲ့ဒီတန်ဃာတွေရဲ့ကိုယ်စလဲဆိုတဲ့စိတ်နဲ့ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တယုတတိလောင်းလှူနိုင်မှုအရေးကြီးတယ်
အဲဒီလိုလောင်းလူတဲ့အခါမှာမလေးမစားနဲ့စကားမျိုးတွေမပြောမိအောင်လည်းသတိထားပြောလိုက်တဲ့ဆိုတဲ့ကောဝစီကံလို့ခေါ်တယ်အဲဒီဝစီကံဟာပြောတဲ့ပုဂ္ဂိုလ်ဒီယဟန်တန်ဃာကိုယဟန်တန်ဃာကမကြီးညိုပွဲရမဆောင်လင့်ကစားမဆောင်တာကသူ့တောင်းသူ့အတွက်သူ့ပဲသူနဲ့သာဆိုင်တယ်ကိုကနေပြီးတော့ယဟန်တန်ဃာကိုပြောလိုက်မယ်ဆိုလို့ရှိရင်နော်ဆဲရေးတိုင်းထွာမှုဆိုတာနေမဲငဆဆဲမှဆဲတယ်လို့ခေါ်တာမဟုတ်ဘူးနော်ဆဲရေးချင်းဆဲမျိုးဆိုတဲ့အထဲမှာအနာနဲ့ခေါ်ရင်လည်းဆဲတာလို့ပြောတယ်အရာအမောင်းနဲ့ပြောရင်လည်းဆဲတာပဲလို့ပြောတယ်ဥပမာမဲ့အရက်ပူတဲ့လူကိုငပုလို့ပြောရင်ဒါလည်းဆဲတာပဲနော်အသားမဲတဲ့လူကိုငမဲလို့ခေါ်လို့ရှိရင်လည်းဆဲတာပဲအဲ့ဒါလို့ဆဲမှုတွေဆိုတာဟာတစုံတစ်ခုကိုအကြောင်းပြုပြီးတော့မလိုမုန်းထားတဲ့စိတ်နဲ့ပြောတာမှန်သမျှဆဲရည်တယ်လို့ခေါ်တယ်ဆဲရည်တယ်လို့ခေါ်တယ်အဲ့ဒါမျိုးမဖြစ်ဖို့အမှန်တမ်းအရေးကြီးတယ်နော်အမှန်တမ်းအရေးကြီးအဲ့ဒါလို့ထားနိုင်မှဒီအလုပ်မျိုးကိုလုပ်တဲ့အဲ့ဒီစိတ်မျိုးမထားနိုင်ဘူးဆိုလို့ရှိရင်ကိုယ့်ဘက်ကအကုသိုလ်တွေကိုရအောင်လုပ်နေတယ်လို့ဖြစ်နေတယ်ကုသိုလ်စစ်စစ်ရဖို့ရာအတွက်စိတ်တော်ရာဖြူစင်မှုခဏမာဝိဇိတဘုရင်ကြီးကိုပညာရှိကတတိပေးတယ်လို့ပဲကိုယ်စိတ်တွေဟာကိုယ်ဘလောက်ထားနိုင်တယ်လဲစိတ်ဓာတ်ကြံ့ခိုင်အောင်ဘလောက်ထားနိုင်ပြီလဲအဲ့ဒီပေါ်မှာမူတည်ရအဲ့ဒါလို့ကိုယ်စိတ်ဓာတ်ကိုကိုပြုပြင်ပြီးမှအခုလိုလုပ်မယ်ဆိုလို့ရှိရင်ကိုလောင်းလူသမျှဟာမြည်သည့်ပုဂ္ဂိုလ်ကိုပဲလောင်းလူသမျှယန္တာဆိုတဲ့ဒီတန်ဃာဆိုတဲ့ရည်စူးချက်နဲ့လှူသည့်အတွက်ကြောင့်မြတ်စွာဘုရားဟောတဲ့အတိုင်းအကျိုးကျေးဇူးဟာဒီဒါနကောင်းမှုရဲ့အကျိုးဟာအသင်္ချေယအပမေယမရေမတွက်နိုင်တော့အောင်အကျိုးများမယ်လို့ဒါဟာလက်ခံနိုင်ကြရှိမြတ်စွာဘုရားသခင်ကိုရောမြတ်ကတက္ကိဏဝိပင်္ဂသုတ်တံမှာဘယ်လိုဟောထားတော့ဆိုရင်နောင်နာကမှာဆိုလို့ရှိရင်တဲ့ယဟန်တန်ဃာတွေရဲ့အနွယ်ဆက်တွေကိုပြောင်းလဲဖြစ်ပေါ်စေတတ်တဲ့အနွယ်သစ်ကာတာဝခန္ဓာသင်္ကန်းကိုလည်းပင်မှာသင်္ကေတသဘောမျိုးနဲ့သင်္ကန်းလေးလည်းပင်မှာပတ်ထားတဲ့ဘုန်းကြီးတုယဟန်တုယဟန်ရောင်တွေဆိုတာနောက်တစ်ခေတ်မှာပေါ်လာလိမ့်ကိုကျင့်သီလလုံးဝမရှိတဲ့ယဟန်တွေပေါ်ထွန်းလာလိမ့်မယ်ယဟန်လို့ခေါ်ရတဲ့ဒုတိလတွေပေါ်ထွန်းလာလိမ့်မယ်အဲ့ဒီလိုပေါ်ထွန်းလာတဲ့ပုဂ္ဂိုလ်တောင်မှပဲအရိယာသူတော်စင်တွေကနေပြီးဆက်သွယ်လာတဲ့ယဟန်တန်ဃာဆိုတဲ့အမှတ်နဲ့တန်ဃာကိုရည်စူးပြီးတော့ဒါနကောင်းမှုပြုနိုင်မယ်ဆိုရင်အကျိုးကျေးဇူးတွေဟာအပြည့်အဝရနိုင်ပါတယ်လို့မြတ်စွာဘုရားဒီလိုဟောဘုရားဆိုတာဘယ်တော့မှလည်းပိုမပြောဘူးလျှော့လည်းမပြောဘူးအမှန်တိုင်းပဲပြောမြတ်စွာဘုရားရဲ့စကားဟာလွဲမှားမှုလုံးဝမရှိဘူးအထွစ္စဝေစနာဗုဒ္ဓမြတ်စွာဘုရားစကားဘယ်တော့မှမခွာလည်းမပြောဘူးမှန်ကန်တဲ့စကားမျိုးကိုသာလေအမြဲတမ်းပြောတာဖြစ်တော့ကြောင့်မြတ်စွာဘုရားစကားဒီတိကျတယ်မှန်ကန်တယ်ဒုတိလကိုတောင်တန်ခါကိုရည်စူးပြီးလှူလို့ရှိရင်တဲ့အကျိုးကျေးဇူးဟာအနန္တအပမေယဖြစ်ပါတယ်လို့တက္ကိဏဝိပင်္ဂသုတ်မှာဒီလိုဟောထားအလှူဒါနလှူတဲ့ပုဂ္ဂိုလ်တွေဟာတတိထားเสียကောင်းတာမြတ်စွာဘုရားဒီသုတ်တံမှာဟောထားတဲ့အထဲမှာအလှူဒါနနဲ့ပတ်သက်ပြီးတော့အလှူရှင်နဲ့အလှူခံဒီနှစ်ခုခွဲခြားစိတ်ဖြာပြီးတော့မြတ်စွာဘုရားဟောထားတာရှိတယ်ဆိုပါစို့အလှူရှင်ကသီလရှိတယ်အလှူခံကသီလမရှိဘူးအဲ့ဒီလိုအလှူရှင်ကတော့သီလရှိတယ်အလှူခံကသီလမရှိဘူးလှူလိုက်တယ်အဲ့ဒီလှူလိုက်တဲ့အလှူဟာအလှူရှင်ကသီလရှိသည့်အတွက်ကြောင့်ဒီလူရဲ့အကျိုးဟာကြီးမားတယ်လို့ဒီဘက်ကဒီရှုထောင့်ကနေကြည့်ပြီးတော့အကျိုးရတယ်လို့ဟောတယ်အကျိုးရတယ်ဘလားတမဖြစ်ဘူးအဲ့တော့ဒါကိုကြည့်မယ်ဆိုရင်အလှူရှင်တွေကကိုယ့်ဘက်ကသီလရှိအောင်ကြိုးစားဖို့ကအဓိကကြနောက်တစ်ခုအလှူခံပုဂ္ဂိုလ်ကသီလရှိတယ်တဲ့အလှူရှင်ကသီလမရှိဘူးအဲ့ဒါဆိုရင်အလှူခံပုဂ္ဂိုလ်ဘက်ကြောင့်လူခံပုဂ္ဂိုလ်ကြောင့်သူဟာအကျိုးရတယ်
အလူရှင်ကလည်းသီလမရှိဘူးအလူကံပုဂ္ဂိုလ်ကလည်းသီလမရှိဘူးဆိုရင်တော့အဲ့ဒီဒါနကောင်းမှုဟာအညံ့ဆုံးဒါနကောင်းမှုဖြစ်တယ်ပေါ့အေးအလူရှင်ကလည်းသီလရှိမယ်အလူပုဂ္ဂိုလ်ကလည်းသီလရှိမယ်ဆိုရင်တော့အကောင်းဆုံးဒါနဖြစ်တယ်ပေါ့အဲ့ဒီလိုတက္ကိဏဝိပင်္ဂသုတ်မှာမြတ်စွာဘုရားကဒီလိုရှင်းပြီးတော့ဟောထားတယ်အဲ့ဒါကြောင့်မို့လူတိုင်းဟာမိမိတို့ကိုယ်တိုင်သီလကိုစောင့်တည်ပြီးတော့စင်ကြယ်တဲ့အနေထားနဲ့ဆွမ်းလေးလောင်းမှာပဲဖြစ်ဖြစ်၅ပါးသီလကိုအာယုံပြုပြီး၅ပါးသီလစောင့်တည်ပြီးတော့ဆွမ်းလောင်းမယ်ကိုယ့်အတွက်အရေးကြီးဆုံးကကိုယ်ကုသိုလ်ရဖို့ကပိုအရေးကြီးကိုယ်ကုသိုလ်ရဖို့အရေးကြီးတယ်တစ်ဖက်သားကိုသွားပြီးတော့ပြစ်တင်နေမယ်ဝေဖန်နေမယ်ဆိုရင်တော့ကုသိုလ်ကြီးအရာနည်းသွားနိုင်တယ်